အချစ်ဆိုတာပေးဆက်ခြင်းပဲလားအချစ်ဆိုတာပေးဆက်ခြင်းပဲလားဒါမှမဟုတ်တန်းတူမျှတတဲ့ဆက်ဆံရေးလားအချစ်ဆိုတာပေးဆက်ခြင်းတတ်ပဲလို့ပြောလို့မရပါဘူးတကယ်တော့အချစ်ဆိုတာပိုပြီးနက်နဲပြီးရှုပ်ထွေးတဲ့အရာတစ်ခုပါပေးဆက်ခြင်းဟာအချစ်ရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်နိုင်ပေမဲ့အဲ့ဒါတစ်ခုတည်းနဲ့တော့အချစ်ကိုအတိတ်ပဲဖွင့်လို့မရပါဘူးတန်းတူမျှတတဲ့ဆက်ဆံရေးဟာလည်းအချစ်မှာအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ပေးဆက်ခြင်းချစ်ချင်းမြတ်တာမှာတဦးနဲ့တဦးအတွက်ဆွတ်လွတ်နစ်နာခံလို့တဲ့စိတ်ဆန္ဒရှိတတ်ပါတယ်။ဒါဟာအချိန်အားထုတ်မှုကိုယ်ပိုင်ဆန္ဒတွေနဲ့အစဉ်ပြေမှုတွေကိုပါဆွတ်လွတ်တာမျိုးဖြစ်နိုင်ပါတယ်။ပေးဆက်ခြင်းဟာဂရုစိုက်ကြောင်းချစ်မြတ်နိုးကြောင်းနဲ့တန်ဖိုးထားကြောင်းပြသတဲ့နီလန်တစ်ခုဖြစ်နိုင်ပါတယ်။တို့ပေမဲ့တစ်ဖက်ကသာအမြဲတစေပေးဆက်နေရမယ်ဆိုရင်တော့ဒါဟာမညီမျှတဲ့ဆက်ဆံရေးဖြစ်လာနိုင်ပြီးစိတ်ပြက်စရာနဲ့မကျေနပ်စရာတွေဖြစ်ပေါ်လာနိုင်ပါတယ်။တန်းတူမျှတတဲ့ဆက်ဆံရေးကျမ်းမာတဲ့အခြေအနေမှာနှစ်ဦးနှစ်ဖက်စလုံးကတူညီတဲ့အတိုင်းအတာနဲ့ပါဝင်အားပြည့်ကြပါတယ်။တဦးကိုတဦးလေးစားမှုနားလည်မှုနဲ့ထောက်ခံအားပေးမှုတွေရှိပါတယ်။ဆုံးဖြတ်ချက်ချတဲ့အခါတွေမှာနှစ်ဦးသားရဲ့ဆန္ဒနဲ့အမြင်တွေကိုထည့်သွင်းစဉ်းစားကြပါတယ်။အခက်အခဲတွေကြုံလာတဲ့အခါမှာအတူတကွရင်ဆိုင်ဖြေရှင်းကြပါတယ်။ဝေးတာရောယူတာရောမျှတတဲ့ဆက်ဆက်ရေးဟာနှစ်ဖက်စလုံးကိုလုံခြုံမှုနဲ့ပျော်ရွှင်မှုကိုခံစားစေနိုင်ပါတယ်။ဒီလိုကြရရင်အချစ်ဆိုတာပေးဆက်ခြင်းလည်းဖြစ်နိုင်တယ်လို့တန်းတူမျှတတဲ့ဆက်ဆံရေးလည်းဖြစ်နိုင်ပါတယ်။အကောင်းဆုံးကတော့နှစ်ခုစလုံးပါဝင်တဲ့ဆက်ဆံရေးမျိုးပါ။တဦးကိုတဦး view ဆိုင်ပြီးပေးဆက်လို့တဲ့စိတ်ဆန္ဒရှိတယ်လို့နှစ်ဦးနှစ်ဖက်စလုံးရဲ့လိုအပ်ချက်တွေနဲ့ဆန္ဒတွေကိုလည်းလေးစားပြီးမျှတတဲ့ဆက်ဆံရေးကိုတည်ဆောက်ဖို့အရေးကြီးပါတယ်။တစ်ဖက်တည်းကသာအမြဲတစေပေးဆက်နေရမယ်ဆိုရင်အဲ့ဒီအခြေရေးဟာရေရှည်မှာခိုင်မြဲဖို့ခက်ခဲနိုင်ပါလိမ့်မယ်။